ကဲမျိုးတွေအားလုံးပဲမင်္ဂလာပါလင်းအောင် channel မှာအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာနော်ကဲမျိုးတွေအားလုံးပဲကျွန်တော်ရဲ့ဒီ channel နဲ့ဝင်လာလက်မလေးနှိမ့်မယ် share လေးရတဲ့မျိုးတွေအားလုံးပဲ share လေးလုပ်မယ်နော်ဒီနေ့ကတော့18ရက်နေ့မနက်ခင်းအတွက် key chain တစ်ခွက်ကောင်းပေးမဲ့ဗီဒီယိုလေးပါနော်ဗီဒီယိုလေးက9မိနစ်လောက်ပဲကြာဆိုပြီးအောင်ကြည့်ပြီးပါရင်လက်မလေး subscribe လေး share လေးအားလုံးပဲလုပ်ပြီးခဲ့နော်18ရက်နေ့မနက် modern internet ကခွန်8နဲ့85ထွက်ပါတယ်နော် modern internet ကခွန်8ရယ်85ရယ်နော်ပြီးခဲ့တဲ့ဘက်ကပတ်တီးတွေလည်းအကုန်ထွက်တယ်ပရိတ်တွေဆိုရင်လည်းပရိတ်တွေလည်းအများကြီးထွက်တယ်နော်မထွက်တာကညီကိုမထွက်သွားဘူးအပူမထွက်ဘူးနော်ညီကိုရဲ့အပူရဲ့ကြံမယ်ဒီတစ်ဘက်ကအပူစောနိုင်ရင်တနေ့လာအင်္ဂါကိုနော်အပူကဟိုအရှိပတ်တွေကပျောက်သွားတယ်ဆိုတာလည်းဟိုအရှိပတ်တွေတုန်းကလည်းတစ်ချိန်သာလောက်ပဲလာပြီးတော့မှပျောက်တာဆိုတော့ဒီတစ်ပတ်တော့ကျင်းတွေဘူးပြန်လာနိုင်တယ်နော်တနေ့လာအင်္ဂါကျွန်တော်ကတော့ခြိုက်တယ်ဒီကတော့ modern internet က break to break လေးကိုစောင့်ပြီးတော့မှထိုးရင်တော့ပိုအဆင်ပြေလိမ့်မယ်နော်ဒီမနက်ကတော့ concession ကားဆိုထိပ်ပိတ်တူတာက3ညလုံးကောင်းတယ်ညီကိုကောင်းတယ်နော်ရှင်းနဲ့ရှင်းကားတယ်အပူလည်းကောင်းပါတယ်ဒီလို formula လေးထွက်ရင်အပူလေးပါကောင်းတယ်နော်ကဲအားလုံးပဲကျွန်တော် key chain တစ်ခွက်ကောင်းလေးခေါ်မယ်ပြီးတော့အပူ3ခွက်လည်းပါတယ်တို့တွေအားလုံးပဲ live မှတ်လို့မှီရင် comment ထဲမှာ key chain တစ်ခွက်ကောင်းလေးအားလုံးပဲမှတ်မိခဲ့ပါဦးနော် key chain တစ်ခွက်ကောင်း comment ထဲမှာမှတ်မိခဲ့မယ်ပြီးတော့ကျွန်တော်ဟိုနောက်ဒီဘက်အတွက်ပေါ့နော်ဒီဘက်အတွက်ကျွန်တော်ဒေလုံးအခွေရဲ့တစ်ခွက်ကောင်းရဲ့အဖွဲ့ဝင်ခေါ်ထားပါတယ်နော်ဒေလုံးအခွေနဲ့တစ်ခွက်ကောင်းအဖွဲ့ဝင်ခေါ်တယ်ကျွန်တော်ရဲ့ဒီ comment ထဲမှာဖုန်းနံပါတ်လေးပြပေးထားပါတယ်เนาะအဖွဲ့ဝင်မျိုးတွေကကျွန်တော်ရဲ့အောက်မှာဖုန်းနံပါတ်လေးရှိပါတယ်เนาะဖုန်းနံပါတ်လေးအောက်မှာကျွန်တော်ပြပေးထားတယ်ဒီလုံးခွေရဲ့တစ်ခွက်ကောင်းရင်เนาะဦးမကြော်ဘူးလုံးဝ share စောပြီးတော့ထွက်ရမယ်เนาะ share အောင်မယ်ပေါ့ကဲစောလေးထွက်ချင်စောလေးလာခဲ့လိုက်เนาะဖုန်းနံပါတ်ကတော့ comment ထဲမှာပဲကြည့်လိုက်တော့ကဲဒီမနက်ခင်း1ချိန်က83ည1ချိန်83ညပတ်တီးမနက်ခင်း1ချိန်က83ည1ချိန်83ညပတ်တီးပါ83ည1ချိန်83ညပတ်တီးအထီးကြီးက3249ကီအထီးကြီးက3249ကီ83ညနဲ့ကတ်မယ်3249ကီ83ညနဲ့ကတ်မယ်3249ကီ83ညနဲ့ကတ်မယ်ရှစ်တကွက်ကောင်းက84ရှစ်ပတ်ဒီတကွက်ကောင်းက84တကွက်ကောင်းပါเนาะကီးနေကတော့ကတ်မပြတော့ကိုယ့်အကိုပဲဟိုကတ်လိုက်တော့เนาะအများတန်းကတ်ပြနေရဆိုနားလည်မယ်ထင်ပါတယ်ရှစ်ပတ်ဒီတကွက်ကောင်းက84တကွက်ကောင်း3ညပတ်ဒီတကွက်ကောင်းက3ည3တကွက်ကောင်းရှစ်ပတ်ဒီတကွက်က84 3ညပတ်ဒီတကွက်က3ည3 84ရဲ့3ည3ရဲ့ရှစ်ပတ်ဒီတကွက်ကောင်း84 3ညပတ်ဒီက3ည3ကလင်နာဖော်မြူလာကြတဲ့ကွက်ကောင်းကြတော့15တကွက်ကောင်းပါကလင်နာကြကပြန်ကြလည်းဖြစ်တယ်เนาะပြန်ကြတွေပါလည်းမလာဘူးဆိုတော့ကလင်နာဖော်မြူလာကြတဲ့ကွက်ကောင်းက15တကွက်ကောင်းပါ15နဲ့5တက်ကထွက်တတ်တယ်เนาะအစားနေဆိုတော့ခါပြန်ထိုးမှရကလင်နာဖော်မြူလာကြတဲ့ကွက်ကောင်းကကြတော့15တကွက်ကောင်းပါတင်ကွက်3ကွက်က84ရဲ့3ည3ရဲ့15ရဲ့เนาะကျွန်တော်အပူ3ကွက်ပြောမယ်ကျွန်တော်ရွေးထားတဲ့အပူ3ခွက်လည်းရှိတယ်ပြီးတော့ကျွန်တော်ဒီဘက်ဟိုနေတိုက်ကမျိုးတွေကိုကျွန်တော်မွေးဘရိတ်2ခုပေးထားတယ်10ဘရိတ်ရယ်10ဘရိတ်နဲ့9ဘရိတ်နဲ့เนาะ10ဘရိတ်နဲ့9ဘရိတ်ကျွန်တော်မွေးဘရိတ်2ခုပေးထားပါတယ်တင်ခွက်တွေကျွန်တော်ပေးထားတယ်တခြားသိချိန်တော့စနေနေ့နှင်းခဲ့တဲ့ live ကိုတွားပြီးတော့တစ်ခေါက်ပြန်ကြည့်လိုက်ပါเนาะအဲ့ live ပါကျွန်တော်တခြားလေးပြောပေးထားတယ်ဒါတော့ဟိုအကြမ်းမြင့်ပြန်ပြောပေးတာเนาะ10ဘရိတ်9ဘရိတ်ကျွန်တော်မွေးဘရိတ်ပေးထားတယ်လို့ပြောတာเนาะရှေ့ဘက်ကလည်းကျွန်တော်8ချိန်ရတယ်เนาะ8ချိန်ရတယ်အဖွဲ့ဝင်အခွေတစ်ခွက်ကောင်းလည်းရတယ်နေတိုင်းမှာလည်း key chain တစ်ခွက်ကောင်းလည်းရတယ်ပေါ့เนาะအပူ3ခွက်က1ပူးရယ်9ပူးရယ်10ပူးရယ်ပါ1ပူး9ပူး10ပူး1ပူးရယ်9ပူးရယ်10ပူးရယ်เนาะ1 9 88ဒီ3ခွက်ကိုတင်ထိုးပါအပူ3ခွက်119988เนาะဒီ3ခွက်ကိုတင်ထိုး
ကဲမျိုးတွေအားလုံးပဲဒီမနက်ခင်းမှာပတ်စံနေအများကြီးပဲထုတ်နိုင်ကြပါစေเนาะအစားနေမှာပတ်စံနေအများကြီးထုတ်နိုင်ကြပါစေဗီဒီယိုလေးကတော့လောက်ပါပဲနေ့ခင်းကြရင်ကျွန်တော်လိုက်နှင်းပြင်းချင်းလွှင့်မယ်နှင်းပြင်းချင်းတော့ကျွန်တော်ဗီဒီယိုလေးပဲအခုလိုဗီဒီယိုလေးပဲတင်ဖြစ်မယ်เนาะအားလုံးပဲ comment ထဲမှာစုံမယ်เนาะ comment ထဲမှာအားလုံးပဲ comment လေးမှန်ပြီးခဲ့ကြအောင်เนาะလက်မလေးနှိပ်ခဲ့ပါအားလုံးပဲတက်တာပါမျိုးတွေအားလုံး